Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့ Yon fan ညီမလေးတယောက် Yon မေးထားတဲ့ free ရတဲ့ပစ္စည်းလေးပြောပြပါတဲ့ free ရတဲ့ပစ္စည်းလေးကဘယ်မှာယူရမှာလဲမမတဲ့အဲ့ဒါဘယ်မှာယူရမှာလဲဆိုတော့ Yon ပြောပြပါမယ် Yon မှာဆိုလို့ရှိရင် Yon free ရတာတဲ့ဟာလေးတွေကိုလိုက်ပြမယ်ပေါ့နော်ဒီအင်ကြီးကလည်း Yon free ရထားတယ်ပေါ့နော်ပြောလို့ရှိရင်ဒီဘောင်းမီတွေဒီစက်ကတ်တွေဒါတွေရလည်းအကုန်လုံး free ရထားတာကြီးပဲပေါ့နော်ပြောရင်ဒီ accessory ထဲမှာဆိုလို့ရှိရင်လည်း free ရတာဒါတွေအကုန်လုံးက free ရထားတာကြီးပဲပေါ့နော်ဒီဟာဒီအားလုံးအကုန်လုံး free ရထားတာကြီးပဲ accessory ထဲမှာလေအဲ့ဒါဘယ် game မှာသွားယူလဲဆိုတော့ဟောဒီက free item game ဆိုတဲ့ဟာတွေကနေသွားယူတာပဲဖြစ်ပါတယ်ဆိုတော့ Yon အဲ့ဒီ game တွေကိုဘယ်လိုဆော့ရမလဲဆိုတာကိုပြောပြပါမယ် Yon တို့ game တွေဝင်လိုက်ကဲအခု game တွေရောက်နေပြီပေါ့နော် game တွေရောက်နေပြီဆိုတော့ Yon တို့ဟိုးပေါင်မသွားနဲ့ပေါ့နော်အဲ့ဒီဘက်ကဒီတိုင်းသူ adventure လဲတဲ့နေရာပေါ့နော်အဲ့ဒါကြောင့်အဲ့ဘက်ကိုမသွားပါနဲ့Yon တို့သွားမှာဒီဘက်တွေကိုသွားရမယ်ပေါ့နော်အခုဒီဘက်တွေမှာကကြတော့ပစ္စည်း free ပေးမဲ့နေရာရှိရပေါ့နော်အခုဥပမာဒီနေရာဆိုလို့ရှိရင်လည်းပြောလို့ကြည့်ရမှာကွာဒီလိုမျိုးရှိရဟာရှိရဒီလိုမျိုးဝင်လို့ရတဲ့အပေါက်ရှိတဲ့နေရာကိုပဲဝင်ရဆော့ရမယ်ပေါ့နော်အဲ့ဆိုတော့ဒီအိုးထုံးလို့ချင်လို့ရှိရင်ပြောလို့ဒီထဲဝင်သွားလို့ရတယ်ပေါ့နော်ပြောလို့ရှိရင်လည်းဒီမှာဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲကွာဒီကice brain ဆိုတဲ့ဟာကိုလိုချင်လို့ရှိရင်လည်းဒီထဲကိုဝင်သွားလို့ရတယ်ပေါ့နော်။ရောကတော့လိုချင်တဲ့ပစ္စည်းလိုက်ရှာလိုက်ပါအောင်မယ်။ကိုကြိုက်တဲ့ဟာကိုရှာပြီးတော့ယူလို့ရတယ်ပေါ့နော်။ Okay ။ရောကဘယ်တော့ဝင်ကောင်းမလဲဆိုတော့ရောနေ့လေတော့ဒီ game ကိုစမ်းစောကြည့်အောင်ပေါ့နော်။နေ့လေတော့ရောဒီဘက်ဒီနေရာကိုဝင်သွားတဲ့တော့ကိုရောဒီဘောင်းမီနဲ့ဒီအင်ဂျင်နဲ့ရသွားတယ်ပေါ့နော်။အိုးထုတ်တွေပါလိုချင်လို့ရှိရင်တော့ဟိုဘက်ကိုသွားပြီးတော့ယူရမယ်ပေါ့နော်။အော်ရောကတော့မလို့ချင်တော့အဲ့ဒီဟာပစ္စည်းကိုမလို့ချင်တဲ့တော့မယူပါဘူးလိုချင်တဲ့ပစ္စည်းလိုက်ရှာမယ်ပေါ့နော်နောက်ပြီး Samsung ကောင်း short ရေးကင်းရလဲအဲ့ဒီ item ပစ္စည်းတွေရပါတယ်ဒီ၃ခုကယွန်ရပြီးသွားပြီပေါ့နော်ဒါ Samsung ကောင်း short ရေးကင်းညမှာသွားဆော့တာပါဒီပစ္စည်း၃ခုလိုချင်လို့ရှိရင်ဒီမှာဝင်ဆော့ပေါ့နော်ယွန်ကတော့ဘယ်ဟာယူရင်ကောင်းမလဲစဉ်းစားလိုက်အောင်မယ်အကောင်လုံးကြည့်တော့ဘာမှတိတ်မကြိုက်ဘူးဆိုတော့ဘာယူရင်ကောင်းမလဲပဲကြည့်လိုက်အောင်What is that? Oh my god. ဒါကြော်ဝတ်လေအိတ်လေဒီကြော်ဝတ်လေအိတ်လေအရန်လာတာပဲဟိုဘက်သွားရင်ကောင်းပါဒီမှာပဲဆက်နေကောင်းဟိုဘက်မှာခဏလိုက်ကြည့်လိုက်အောင်မနော်ပြီးသွားလို့ရှိရင်ဒီခင်းကလည်းတကယ်ရတယ်နော်သိလားဒီဟာကလေဒီရွှေရွာရောင်ခင်းကတကယ်ရတယ်ယွန်းလေဒီခင်းကိုသွားဆော်လိုက်ကြလေဟောဒီကအိုးထုံနေပြီးသွားလို့ရှိရင် Oh my god ခင်းနဲ့ရောက်သွားပြီအဲ့ဒါလိုပါဆိုခင်ရဆော့အဲ့တော့ဆော့ရလေပစ္စည်းနှစ်ခုရခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုဒီကင်းကရုံမဆော့တာကြာပြီဆိုတော့တိတ်ပြီးတော့မဆော့ဘူးပေါ့နော်ရုံသူ့ကင်းရကွာသိရမှလားကြာနေတော့ပစ္စည်းရတယ်ပေါ့နော်ရုံကအဲ့လိုကင်းတစ်ခုကြာဆော့အောင်မှအရန်ပြင်းတဲ့တော့အားကြောင့်တိတ်မရဘူးပေါ့ကွာသိရမှလားပြောရမယ်ဆိုလို့ရှိရင်တော့အဲ့လိုမျိုးโอเคအဲ့ဆိုလို့ရှိရင်တို့အပြင်ပဲပြန်ထွက်လိုက်ကြရအောင်နော်ရွန်းတာယူမစော့ချင်ကွာသိလားโอเคအခုဆိုရင်တော့ရုံအခြားအိတ်ဂိမ်းနဲ့ပြန်ရောက်လာပြီပေါ့နော်ပြန်ရောက်လာပြီဆိုတော့ရုံတို့ဘာသွားယူမှလဲဆိုတော့လိုချင်တဲ့ပစ္စည်းကိုနည်းနည်းရှာလိုက်မယ်ပေါ့နော်ရုံမှာတော်များများကဝင်စော့နေတာဆိုတော့လေအားကြောင့်ရုံလည်းရုံဖန်လေးတွေ robust မကုန်ဘဲနဲ့ free ရမယ့် game တွေကိုလာမျှဝေပေးတာပေါ့နော်ပစ္စည်းကအဆုံးရှိပါတယ်ဘယ်ဟာယူရင်ကောင်းမှလဲဆိုတော့ဟိုဟာကြောဘူးလေအိတ်လေးနဲ့တူတယ်တိလားအဲ့ဒါကိုခဏတဝင့်ကြည့်အောင်ဒါမဲ့ကြိုက်တော့မကြိုက်ဘူးဘလူကြီးလည်းမသိဘူးကြောဘူးလေအိတ်ကြီးကဂီတာတွေကရုံမမလို့အပ်တာသူကအလားတက်လို့ရတယ်အော်ဟိုမှာအင်ဂျီတွေတွေ့တယ်သွားကြည့်မယ်ပေါ့နော်အင်ဂျီတွေယူလို့ရလားမရလားโอเคဒါဝင်လို့မရအောင်နဲ့တူရယ်အော်ရတယ်ဒီမှာတွေ့လားဒါဆိုလို့ရှိရင်အင်ဂျီတွေရမယ်ဟာတွေအင်ဂျီလည်းရခြင်းရမယ်ကွာတခြားပစ္စည်းလည်းရခြင်းရမယ်ပေါ့နော်အားကြောင့်
ဝင်သွားကြည့်လိုက်မယ်ဒီဟာလေးကိုနည်းနည်းတဘောကြတယ်တောင်းသူဘယ်လိုလေးဆော့ခိုင်းမလဲဆိုတာတော့မသိသေးဘူးပေါ့နော်ဒါပေမဲ့သူဆော့ခိုင်းတယ်လို့လိုက်ဆော့ရမယ်အဲ့လိုလေးပေါ်လာရင်ပေါ့နော်အဲ့ဒါတော်တော်များများအဲ့လိုလေးပေါ်လာရင်ရတတ်တယ်ပေါ့နော်โอเคဒါက vote ပေးရမှာလား play ရကโอเค play ဆိုတော့ play တာပေါ့ကွာနော်ခိုင်းရတယ်ငါမပြောလိုက်ချင်း A few moments later. ဟုတ်လားဆိုတော့သိရအောင်လို့ပေါ့နော်โอเค accessory ဘာရရမလဲတကယ်ရတာမရတာတော့မသိဘူးကွာကြည့်ရတော့ဆော့တာတော့ဆော့လိုက်တာပဲဒီအတောင်ဆိုလို့ရှိရင်ဒီsunset game ညနေရထားတာပေါ့နော်အဲ့ဒါ wish not no okay ဘာမှမရဘူးလားကွာ no ဒါတော့အဆင်မပြေဆော့တာမကြလို့နေမှတိတာမရအောင်ဟုတ်တယ်ဆော့တာမကြလို့ပေါ့နော်သူမပေးဘူးကြာလေးဆော့ရင်တော့ပေးပါတယ် okay hat မှာလည်းမပေးဘူး head မှာလည်းမပေးဘူးပေါ့နော်ဒါအဆင်ပြေပါတယ်ဘာမှမဖြစ်ပါဘူးအဲ့ဒီမြိုင်နောက်တစ်ဂိမ်းထပ်ဆော့ကြည့်ပေါ့နော်နောက်တစ်ဂိမ်းလည်းသူထပ်ပြီးမှာပါโอเคအဲ့ဆိုလို့ရှိရင်တို့နောက်တစ်ဂိမ်းသွားကြည့်အောင်ဘယ်ဂိမ်းဆိုရင်ကောင်းပါလဲဆိုတော့ဒီလိုဂိမ်းဆော့ကြည့်ပေါ့နော်ဒီလိုဂိမ်းရဲ့တော်တော်များများပေးရဆိုတော့โอเคအဲ့လိုဂိမ်းမှာဘယ်ဟာဆော့ရင်ကောင်းမလဲ2023 adventure coaching okay 2020ပေါ့နော်ဘာရှာမလဲသူကဘာရှာမလဲဆိုတာကိုသူမပြောဘူးเนาะ okay လိုက်ရှာကြည့်ကြတာပေါ့ဘာလုပ်ရမလဲတော့မသိဘူးဒီကရေးရသူလောက်ခိုင်းတာတော့မရှိဘူးဒီတိုင်းပဲဟိုသွားကြည့်သွားလိုက်လျှောက်သွားနေရပြင်းဖို့တော့ကောင်းတယ်အကြကြီးဆော့ရမှာပေါ့နော်သူကကြာဆော့လေးပိုရလေးပဲပေါ့နော်ပြည့်စည်များများလို့ရင်တော့ကြာဆော့ပါဒီတဲ့ကိုလည်းပြောင်းလို့ရတယ်ပေါ့နော်အဲ့ဒါ2024သူ2024မှာဆက်ထွင်လိုက်တာလို့နဲ့တူရပေါ့နော်ယွန်းထင် We can I get it okay OP file ဘယ်နာတော့ရှာမလဲမသိဘူးကွာသူကအဲ့ OP PTS ဆိုတဲ့ဟာကိုရှာခိုင်းရတာပေါ့နော်ဒီမှာခြားသူ gain ကြီးလည်းရှိသေးတယ်အများကြီးပေါ့နော် okayမကြီးဒီဘလိုကခန္ဓာကိုယ်ဟာဆိုလို့ရှိရင်အကုန်လုံးသူဒီ gain ညနေသူ free ယူလာတာကြီးပဲအကုန်လုံးနီးပါသူ free ယူလာတာကြီးပဲပေါ့နော်โอเคဒီလိုလေးပဲအငွေ့လေးနဲ့ကြံပြီးသွားရအောင်ဟိုးဘာပြီးမှဒီဘက်ပြီးမှဘာကြီးလဲမသိ Oh my god ကျေးဇူးပြုမပြုကြပါနဲ့ဒီဟာကြီးကိုရေရှိုးမိုးပြန်နေပြီလောက်ကြအောင်โอเคကဲပြန်ထွက်ကြည့်ကြမယ်ပေါ့နော်
โอเคဒီမှာရသွားပြီပေါ့နော်စောနာကဂိမ်းသွားဆော့လိုက်ကြဟောဒီကအိုးထုတ်ကလေးရသွားပါတယ်အဲ့ဒီအိုးထုတ်လေးရသွားတယ်ပေါ့နော် accessory ထဲမှာပေါ့နော်ပြီးတော့ရင်တခြားဘာတွေရတယ်လဲခဏတော့လိုက်ကြည့်ကြည့်ရအောင်တခြားတော့မရတော့ဘူးထင်တာပဲ accessory ထဲမှာသူအိုးထုတ်ပေးထားပြီးပြီဆိုတော့လေโอเคစကြည့်ကြတာပေါ့ဟုတ်တယ်ရုံအချိန်ပြောရင်ဒီ crow ထဲမှာတွားကြည့်မယ်ပေါ့နော်ခဏကတော့ accessory ထဲမှာပစ္စည်းရသွားတယ်ပေါ့နော်ပြောတော့အသိပါပဲရုံအဲ့ဒီအိုးထုတ်လေးလိုချင်တာတကယ်ကြပြီတွားဆော့တာလေးလုံးဝမရဘူးဒီလားဒီနေ့မှအဲ့ဒီအိုးထုတ်လေးရသွားတာရသွားပါပြီအဲ့ဒီအိုးထုတ်လေးပြောတော့လာဆော့ကြည့်တာပါဒီဂိမ်းကြီးကအဲ့ဒီခဏရုံပြတဲ့ဂိမ်းကြီးကတကယ်ရပါတယ်โอเคကဲဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဒီနေ့ဗီဒီယိုမှာယုံက free ရတဲ့ game လေးပြပြခဲ့တာပေါ့နော်ဒီမှာသူ့ရဲ့ game ကဒီမှာ free item game ဆိုပြီးတော့ရရှာကြည့်လိုက်ပေါ့နော်ပြောလို့ရှိရင်ဒီလိုပုံစံလေးနဲ့တွေ့လို့ရှိရင်လိုက်ရှာကြည့်ကြပါအဲ့လို game တွေဝင်ပေါ့နော်ဒီလို game တွေပြောလို့ရှိရင်ဒီလို game တွေလိုက်ဝင်ကြည့်ကြပါတော့အဲ့လို game တွေမှာတကယ်ရပါတယ်ဆိုတော့အားလုံးပဲ like စမ်းကြည့်ပါအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်ဆိုတော့အားလုံးပဲ bye bye